ဂရိဒန်နာရီတွေကပန်တိုရာရဲ့တစ်တာအကြောင်းကြားဦးကြလာကြတယ်။မဖွင့်ရဘူးလို့တားမြစ်ထားတဲ့တစ်တာကိုဖွင့်လိုက်မိတဲ့အခါလူသားတွေစီကိုကတ်ဆိုးတွေယောဂဘေးရတွေအကုန်ကြောက်ရောက်လာပြီးနောက်ဆုံးမှာတော့မျောလင်းချက်ဆိုတဲ့အရာလေးတစ်ခုပဲတစ်တာထဲမှာကျန်ရစ်ခဲ့ပါတယ်။ဒီနေ့မှလည်းလူသားတွေရဲ့အတ္တနဲ့ပေါ်ဆမှုကြောင့်ပွင့်သွားခဲ့ရတဲ့နျူကလ িয়ার ငရဲကိုင်းတစ်ခုအကြောင်းရိုက်ထားတဲ့ပန်တိုရာဆိုတဲ့ရုပ်ရှင်လေးအကြောင်း recap လုပ်ပေးပါမှာဖြစ်ပါတယ်ခင်ဗျ။ဇလန်းအစမှာတော့နျူကလ িয়ার စိတ်ယုံကြီးကိုအမိပြုတ်ပြီးအသက်မွေးနေကြတဲ့ဟန်ပြောမျိုးကမိသားစုလေးတွေကိုမိတ်ဆက်ပေးထားပါတယ်။အဓိကဇက်ဆောင်ဂျေဟော့နဲ့သူ့တငယ်ချင်းတစုဟာနျူကလ িয়ার တပ်ဖောင်းဘူးကိုကြည့်တာစိတ်ရုပ်ထမင်းပေါင်းအိုးဆိုပြီးအမျိုးမျိုးကလေးအသွေးတွေပြောနေကြပါတယ်။နောက်အနှစ်20လောက်ကြာတော့ဂျေဟော့ကသူ့တငယ်ချင်းတွေနဲ့အတူဒီစိတ်ယုံမှာပဲအလုပ်လုပ်နေရပါတော့တယ်။ဒါပေမဲ့အခုချိန်မှာတော့သူကဒီစိတ်ယုံကြီးကိုအယံမုန်းနေပါတယ်။တကယ်တော့သူ့ရဲ့အဖေနဲ့အကိုဖြစ်သူပါလေဒီနျူကလ িয়ার စိတ်ယုံမှာပဲအလုပ်လုပ်ရင်တဲယောက်ကြီးတင့်ပြီးကွယ်လွန်သွားခဲ့ကြလို့ပါဂျေဟော့ကဒီမျိုးကနေထပ်ပြေးပြီးတခြားမှာစီးပွားရေးအစ်လုပ်ချင်ပေမဲ့သူအရင်ရင်းနှီးထားတာတွေဆုံးရှုံးသွားတာရောတစ်ဖက်မှာလည်းစားတော့ဆိုင်ဖွင့်ထားတဲ့သူ့ရဲ့မိခင်ယောက်ျားတိတ်ဆုံးသွားကြတဲ့မကြီးနဲ့သူလေးပြီးတော့သူ့ကိုအမြဲလိုလိုက်ပြီးချစ်ပေးကြတယ်ချစ်သူကောင်းမလေးယုံကြည်သူတို့ရှိနေတာကြောင့်ပဲမျိုးကနေမထွက်ခွာနိုင်ပဲစက်ယုံမှာညီးငွေဆိုတာအလုံးလုံးနေရကြောင်းတငယ်ချင်းတွေကိုရင်ဖွင့်နေတော့ယုံကြည်ရောက်လာကဆိုင်ကယ်ပါမှောက်သွားပါတော့တယ်ချစ်သူကောင်းမလေးကိုစိုက်ကယ်ပြင်ပေးရင်းငါးဖန်တင်းမောပေါ်2နှစ်အလုပ်လုပ်ချင်ကြောင်းပြောတော့အခါခြေထောက်စာမိသွားပါတော့တယ်အမေဖြစ်သူကိုပြောတော့လေအဆူပါခံလိုက်ရပါသေးတယ်တနေ့မှာတော့စက်ရုံရဲ့စီမံခန့်ခွဲရေးခေါင်းဆောင်မန်နေဂျာပြုံဖြစ်သူဟာစက်ရုံရဲ့အေးကစနစ်ပိုက်လိုင်းတွေဟာတတန်းရင်ပြီးဆွေးမြေ့နေပြီဖြစ်ကြောင်းဒါကိုအမြဲဆုံးမပြင်ရင်ဓာတ်ပေါင်းပူကြီးပောက်ကွဲနိုင်ကြောင်းစာမျက်နှာအများကြီးပါတဲ့လှုပ်ဝက်အစီရင်ခံစာကိုပြင်ဆင်ပြီးတမနာအင်ဒိုစီဘိုက်ရိုက်တင်ပြဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့လည်းနိုင်ငံရေးကစားကွက်တွေရဲ့ညစ်ပတ်လွန်ပါတယ်။ဝင်ကြီးချုပ်ဟာနျူကလ িয়ার စက်ရုံကိုခိတပိတ်ပြီးစစ်ဆေးမယ်ဆိုရင်တိုင်းပြည်စီးပွားရေးထိခိုက်ကုန်မယ်။ပြည်သူတွေထိတ်လန့်ကုန်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့အတွေ့အကြုံနုနယ်တမနာကိုတည်င်းအမှန်တွေဖုံးကွယ်ထားပြီးမန်နေဂျာပြုံလည်းယာဒူးကနေဖယ်ရှားလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲစက်ရုံထဲမှာဘာအကာအကွယ်မှမပြင်ဆင်ထားတဲ့အချိန်မှာပဲအားလုံးကိုတုံ့လှုပ်သွားစေမဲ့ပြင်းအား6.1ရှိတဲ့အင်အားပြင်းမြင်ကလေးတစ်ခုဟန်ပြောမျိုးလေးစီကိုဓာတ်ရိုက်ခတ်လာပါတော့တယ်။တမျိုးလုံးကအဆောက်အဦတွေလည်းပြိုကျကုန်ပြီးစက်ရုံကြီးလည်းပြင်းပြင်းထန်ထန်လှုပ်ခါသွားခဲ့ပါတယ်။ငလင်တန်ကြောင့်စက်ရုံရဲ့အနုမြူတပ်ပေါင်းဖို့ရီယတာ1ကိုအေးပေးနေတဲ့အေးခံပိုက်လိုင်းနဲ့အကုန်အကွဲပြီးအရေတွေရုပ်စိမ့်ကုန်ပါတော့တယ်။ဤပညာခန်းထဲမှာလည်းအလန်းတန်တွေစူညံသွားပြီးအပူချိန်နဲ့ဖိအားတွေအထိမ့်မရသိမ့်မရတက်လာပါတော့တယ်။ဒီအခြေအနေမှာအစ်စ်ရောက်လာတဲ့စက်ရုံညွှန်ကြားမှုကနားမလဲပဲဖိအားတွေရှော့ချဖို့ပိတ်ထားတဲ့ဘားတွေကိုဖွင့်ခိုင်းပါတော့တယ်။ဒါပေမဲ့ပိုက်လိုင်းတွေပိတ်ဆို့နေတာကြောင့်စက်ရုံတွေကအလုပ်သမားတွေဟာတက်ရောက်ညီတင်မှုခံပြီးအထဲကိုကိုယ်တိုင်တွားဖွင့်ရမယ့်အခြေအနေဖြစ်လာပါတော့တယ်။တစ်ချိန်တည်းမှာပဲဂျေဟော့ကတက်ရောက်ညီတင်ပြီးဒဏ်ရာရလာတဲ့လုပ်ဖော်ကိုင်းဘက်များကိုတွေ့တာအသိကဒဏ်ရာတစ်ခုမြင်အောင်လာပါတော့တယ်။အဲ့ဒီနောက်အလောက်ကထွက်ပြီးချက်ချင်းအိမ်ပြန်ဖို့တငယ်ချင်းတွေကိုပြောနေချိန်တငယ်ချင်းဖြစ်သူမှမပြန်နိုင်ကြောင်းသူတို့ကဒီနေရာကိုပြုတ်ပြင်ပြီးကာကွယ်ပေးရမှာဖြစ်ကြောင်းပြောပြီးထွက်သွားပါတော့တယ်။အဲ့ဒါကြောင့်ဂျေရော့လည်းသူ့တငယ်ချင်းတွေနဲ့သူဘာကာကွယ်ရေးပစ္စည်းမှမပါပဲအသက်အန္တရာယ်ကြားတွားရောက်ကူညီဖို့ဖြစ်လာပါတော့တယ်။အခြေအနေဒီလောက်ဆိုးနေတာတော့မှအပြင်ကဝင်ကြီးချုပ်ကတနိုင်ငံလုံးရုံးရင်းဆက်ကဖြစ်ကုန်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့တမရစီတည်င်းအမားတွေပို့နေတော့မှအခြေအနေကိုထိန်းချုပ်နိုင်ပါပြီလို့လိန်ပြောနေတဲ့အချိန်မှာပဲဟန်ပြောရှိနေထိုင်သူတွေဟာပြောင်းရွှေ့နေကြပြီဖြစ်ပါတယ်။စက်ရုံထဲမှာလည်းဂျေဟော့တို့ကပိတ်မိနေပြီးအတွင်းကဖိအားအဆုံးထိရောက်သွားပြီးဒီပေါက်ကွဲမှုကြောင့်လေးလူတွေကိုဓာတ်ရောင်ကြီးအဆင့်ငွေ radioactive material ရဲ့တန်ပေါင်းများစွာပြန့်နှံ့သွားခဲ့ပါတယ်။စက်ရုံတွေကဂျေဟော့နဲ့အလုပ်သမားတွေကပေါက်ကွဲမှုတန်ကြောင့်လွင့်စင်ကုန်ပြီးဒဏ်ရာအပြင်းထန်ရကုန်ကြပါတယ်။ဓာတ်ရောင်ကြီးပမာဏအမြင့်ဆုံးထိရောက်သွားတာကြောင့်သူတို့အားလုံးကမျက်စိရှိရင်တွေးအံပြီးလဲကျကုန်ပါတယ်။ဂျေဟော့ဟာဒဏ်ရာတွေကြားနေသူ့တငယ်ချင်းတွေကိုကယ်ထုတ်ဖို့အသေးအတန်ကြိုးစားပြီးအပြင်ကိုဆွဲထုတ်ခဲ့ရပါတယ်။စက်ရုံပေါက်ကွဲသွားပြီဆိုတော့မျိုးကန်ကြီးတိလိုက်ရတဲ့အချိန်မှာတော့တမျိုးလုံးကမောက်ကမကြီးဖြစ်ကုန်ပါပြီ။ဂျေဟော့ရဲ့ချစ်သူအမေမကြီးနဲ့သူလေးတို့ဟာတခြားဒုက္ခတွေထောင်ပေါင်းများစွာနဲ့အတူ
မိုးလုံလေလုံအားကစားကွင်းကြီးတစ်ခုထဲမှာတွားရောက်ပုံအောင်ခဲ့ရပါတယ်။အဲ့ဒီနေရာမှာလည်းအစားတောက်ဆေးဝါးမရှိပဲဖုံးလိုက်နေမှာပြတ်တော့ခါစိုးရင်စိတ်တွေနဲ့ငိုကြွေးနေကြရပါတယ်။ပို့ဆိုးတာအစိုးရတက်ရောင်ကြီးပြန့်နှံ့မှာစိုးလို့ဆိုပြီးမြို့ကိုစစ်တပ်နဲ့အသားအစီးတွေချကားပိတ်ပစ်လိုက်တာပါ။ပြည်သူတွေကိုငရဲတွင်းမှာပိတ်လောင်ထားလို့ဖြစ်သွားစေခဲ့ပါတယ်။တစ်ဖက်မှာတော့တက်ရောင်ကြီးတင်ထားတဲ့ဂျေဟောနဲ့သူ့တငယ်ချင်းတွေကိုကယ်ဆယ်ရေးအဖွဲ့တွေကဆေးရုံတစ်ခုစီခေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဆေးရုံကဆရာဝန်နဲ့သူနာပြုတွေကတက်ရောင်ကြီးကူးစက်မှာဆိုလို့ထွက်ပြေးကုန်ကြတာကြောင့်ဆရာဝန်အင်အားအရင်ကနှဲပါနေပါတယ်။အစိုးရရဲ့စနစ်ဆိုးကြောင့်သူတို့ဟာနိုင်ငံအတွက်လှုပ်လှုပ်ပေးခဲ့ပေမဲ့ခွေးတွေဝက်တွေစွတ်ပြေးချခံလိုက်ရလို့ပါပဲ။တစ်ချိန်တည်းပါပဲဒီကပ်ဘေးအကြောင်းရုပ်သံမီဒီယာသတင်းတွေမှာပါလာတဲ့ခါမှာတော့တနိုင်ငံလုံးအုံကြွမှုတွေဖြစ်ကုန်ပါတော့တယ်။ 우리나라는 면적이 작은데 비해 원주수가 150만 명 이상이 이 고령동을 살고 있는데 ယွန်းကျူတို့ကလည်းဒါကိုရိပ်မိပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်။အပြင်ဘက်ကိုရောက်တော့ဘတ်စကားတစ်စီးပေါ်တက်ပြီးယွန်းကျူကိုယ်တိုင်မောင်းကအဝေးပြေးလမ်းမပေါ်ဦးတည်လာခဲ့ကြပါတော့တယ် အဲ့ဒီနောက်မှာတော့ဂျေဟော့ကဆေးရုံမှာတတိပြန်ရလာပြီးနုံနုံချင်းသူ့ရဲ့ဖုန်းကိုအသေးအတန်ရှာကမိသားစုကိုဆက်တွေ့ပါတော့တယ်။ဆိုးရရဲ့မျက်ွယ်ပြုတ်မှုတွေသတင်းတွေပေါ်မှာတက်လာပြီးတနိုင်ငံလုံးကလဲနေရလဲပိတ်ဆို့သွားထိန်းချုပ်မရတဲ့အခြေအနေကိုရောက်သွားပါတော့တယ်။ဒီအချိန်မှာတော့တမရကင်ဆော့ဟောဝင်ကြီးချုပ်ရဲ့လိန်ညာမှုတွေကိုသိရှိသွားခဲ့ပါပြီ။သူဟာဒေါသတကြီးနဲ့ဝင်ကြီးချုပ်ကိုအာဏာသိမ်းထုတ်ပယ်လိုက်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုတေချာစွာစတင်ဆောင်ရွက်ပါတော့တယ်။တစ်ဖက်မှာလည်းစက်ရုံမန်နေဂျာဟောင်းပြောပါပင်ပန်းပြီးမျောလင့်ချက်မဲ့နေချိန်ဖုန်းတကောဝင်လာခဲ့ပါတယ်။အဲ့ဒါကတော့တမရာကြီးစီရပါပဲ။တမရာကြီးကမန်နေဂျာပြုံးကိုတပေါင်းဖို့အတွက်ကိုကိန်းမှုအာဏာကိုပြန်လည်လွှဲပေးလိုက်ပါတော့တယ်။ဒါပေမဲ့လည်းအခြေအနေကနောက်ကျသွားခဲ့ပါပြီ။အထူးကတပေါင်းဖို့အောက်ကတိုးလောင်ကံမှာအကွဲပြီးထပ်မံပေါက်ကွဲဖို့ဖြစ်လာပြန်ပါတယ်။အဲ့ဒါကထပ်ပေါက်ကွဲသွားရင်ကိုရီးယားနိုင်ငံသုံးပုံနှစ်ပုံမှာတင်မင်းတမန်ဆုံးဖြစ်သွားမှာမို့တိုင်းပြည်ပြတ်သုံးမဲ့အခြေအနေကိုဆက်ရောက်လာပါတော့တယ်။တိုးလောင်ကံအောက်ခြေကိုသွားပြင်မှုဆိုတာဒဲရောင်ကြီးပမာဏအလွန်များတာမို့တွားတဲ့လူဟာတေချာပေါက်အသက်ကိုဆုံးရှုံးရမှာပါ။အပြင်ဘက်မှာလည်းကားတွေကအလွန်ပိတ်ကရုံးကျူတို့ကားကလည်းရွှေသွမရနောက်ဆုံးမရဖြစ်နေပါတယ်။တစ်ချိန်တည်းမှာပဲဒဲရောင်ကြီးတွေကအလွန်ပြန့်နှံ့လာပြီးရုံးကျူတို့ထဲမှာနှီးပါလာပါပြီ။အဲ့ဒီအခါလူတိုင်းကားပေါ်ကဆင်းပြီးပြေးကြရပြန်ပါတယ်။ချေဟောကရုံးကျူကိုဖုန်းဆက်ကအခြေအနေကိုလှမ်းမေးပြီးဒီနေရာနဲ့တက်နိုင်သမျှဝေးဝေးထွားနှင်းဖို့မှာကသူလိုက်လာနေပြီလို့လေလေပြောဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတမရဟာရုံးမြေတန်ကြားကနေတိုင်းပြည်ကိုကယ်တင်မှုစေတနာဝန်ထမ်းအရေးစွန့်မဲ့လူတွေကိုမျက်ရည်ဆက်လက်နဲ့တောင်းပန်ရှာဖွေနေရပါတော့တယ်။ဝင်တော်ကနေတိတ်ဆုံးမှမို့စစ်သားတွေရတာမလုပ်ကြပါဘူး။ဒါဦးဂျေဟော့ဟာအလွန်ဒေါသထွက်ကပေါက်ကွဲမှုဟာသူတို့ကြောင့်ဖြစ်ပြီးပြည်သူကိုပြုတ်ပြင်ခိုင်းနေတယ်လို့ဆိုတာဆဲဆိုချိန်ပေါင်းနေပါတော့တယ်။ဒီအချိန်မှာဂျေဟော့ရဲ့တငယ်ချင်းဂီဆော့ဟာကျွန်တော်တို့သွားမှာမဟုတ်ဘူးလားဟုသူ့ဖေကိုမေးလိုက်ပါတယ်။အဖေဖြစ်သူကမင်းတေချင်နေပြီလားဟုပြောတော့ကျွန်တော်တို့ဟာဓာတ်ရောင်ကြီးတင့်ပြီးနေပြီမဟုတ်လေကြမနေရတော့ဘူးဟုပြန်ပြောပါတော့တယ်အဲ့အချိန်ဂျေဟော့ဟာအဲ့တပေါင်းဖို့ကြီးကိုအစိုးရဆောက်ပြီးခုဒုက္ခရောက်တော့ပြည်သူတွေပဲဒီလိုစိတ်ပျက်စရာကောင်းတဲ့နိုင်ငံအတွက်အတင်မခံနိုင်ဘူးဟုရောရှာမုန်းလေးစွာပြောပါတော့တယ်ဒါပေမဲ့လည်းငါတို့မိသားစုတွေအပြင်မှာဒုက္ခရောက်နေကြပြီငါတို့မသွားရင်ငါတို့မိသားစုတွေတေရလိမ့်မယ်ခံပြင်းပြီးဒေါ်လာထွက်ပေမဲ့လည်းငါတို့လုံးဝဖြစ်မယ်ငါတို့ကလွယ်ရင်ဘယ်သူမှဒီစိတ်ရောင်ကြီးကြောင့်မသိဘူးငါတို့မိသားစုတွေကိုငါတို့ပဲကယ်ရမယ်ဟုနာကျင်စွာပြောကတပေါင်းဖို့တွေကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်ယွန်းကျူဟာဂျေဟော့သွားမယ်မှန်သိနေတာကြောင့်ဖုန်းဆက်ကမဖြစ်နိုင်မှန်သိပေမဲ့လည်းအန်ရယ်ကင်းကင်းပြန်လာရန်အတွက်ကြေကွဲစွာမှားနေပါတယ်ဂျေဟော့ကလည်းယွန်းကျူစိတ်ချမ်းသာရန်အတွက်ပြန်လာမယ်ဆိုတဲ့ကတိကိုပေးလိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲဂီဆော့ရဲ့အဖေဟာမင်းသွားမယ်ဆိုရင်ငါလေးလိုက်မယ်မင်းမရှိဘဲငါမနေနိုင်ဘူးငက်ပြီမှာမင်းအမေနဲ့တူတူမိသားစုစုံစုံလေးလေးနေကြမယ်ဟုပြောကမရမကလိုက်လာပါတော့တယ်
တပန်းဖို့စီသွားရဲ့လမ်းမှာပောက်ကွဲမှုကြောင့်ပျက်စီးနေတဲ့သူတို့ရဲ့ရက်ကွက်လေးတွေကိုဖျက်သွားတဲ့အခါမှာတော့ဂျယ်ဟော့ဟာတောကတွေမရှိပဲပျော်ရွှင်စွာဆော့ကစားနေကြတယ်သူတို့ရဲ့အသိကိုပြန်မြင်အောင်ကလွမ်းဆွနေပါတော့တယ်တပန်းဖို့ထဲကိုဝင်ပြီးကွန်ကရစ်ပိတ်ဆို့မှုကိုဘုံခွဲရန်အတွက်ဂျယ်ဟော့တို့အဖွဲ့ဟာစတင်စူးစမ်းပါတော့တယ်ဓာတ်ရောင်ကြီးပမာဏအများများတာကြောင့်အဖွဲ့တွေကလူတချို့ဟာတွေးတွေပါအံပါတော့တယ်အဲ့ဒီအခြေအနေကိုရုပ်မြင်သံကြားနေရတဲ့တစ်စစ်ကြင်ညာနေတာကြောင့်တနိုင်ငံလုံးရင်ခုန်စိတ်လှုပ်ရှားနေရပါတယ်သူတို့ဟာအဆင်ပြေတဲ့ထင်နေတော့မှာပဲအကြောင်းအရာတွေကပုံမကြီးလာပြီးရေတွေတလက်ဟောဝင်လာတာကြောင့်အရန်ကိုနောက်ကျသွားခဲ့ပါပြီအရာအားလုံးကိုလက်လျှော့ရမယ့်အခြေအနေဖြစ်လာတဲ့အချိန်ပြည်သူတွေကလည်းထိုတဲ့တင်းကိုကြားပြီးပုံမအောင်ကြွကလုံးဝထိန်းချုပ်လို့မရတော့ပါဘူးအားလုံးကလက်လျှော့ပြီးစိတ်သက်ကြသွားတဲ့အချိန်မှာဂျယ်ဟော့အကြံတစ်ခုရသွားပါတယ်ထိုအကြံကတော့အဲ့ဒီအခန်းကိုအပြင်ကအလုံးပိတ်လာကန်အောက်ခြေကိုဖျက်ဆီးပြီးရှန်ကျနေတဲ့လောင်စာရည်တွေအတွက်အခန်းအသစ်တစ်ခုဖန်တီးရမှာပါလက်လုံစနစ်နဲ့ခွဲရမယ့်အခြေအနေမှုဖောက်ခွဲပစ္စည်းတွေနဲ့သူဝင်ကအသေးခံဖောက်ခွဲရမှာပါထိုအချိန်စက်ရုံမှာဖောက်ခွဲပစ္စည်းတွေတတ်နိုင်တဲ့သူပါဂျယ်ဟော့တယောက်ပဲရှိပါတယ်အဲ့ဒါကြောင့်ဂျယ်ဟော့ဟာကြံတဲ့လူတွေအကုန်လုံးကိုအပြင်ပြန်လှုပ်လိုက်ပြီးတကားပိတ်ခါတအူးရဲ့အထဲမှာကြံခဲ့ပါတော့တယ်အပြင်မှာလဲတကားကိုအသေးပိတ်နေကြချိန်ဂျယ်ဟော့ဟာတွေးရအန်နေပါပြီသူ့ဖောက်ခွဲပစ္စည်းတွေပြင်ပြီးပေမဲ့တကားပိတ်လို့မပြီးသေးတာကြောင့်သူတေမဲ့အချိန်ကိုသူကိုယ်တိုင်ထိုင်ဆောင်နေရပါတယ်ဖုန်းလိုင်းတွေလည်းမမိရဲ့အပြင်မိသားစုကိုလည်းအရန်လွမ်းကတယောက်တည်းကြောက်ပြီးငိုနေဖို့ပဲတတ်နိုင်ခဲ့တာကြောင့်အရန်တနာဖို့ကောင်းနေလုံးပါတယ်အသက်ရှူဝကျက်ပြီးခန္ဓာကိုယ်တစ်ခုလုံးတွေးရထွက်နေတဲ့ဂျယ်ဟော့ဟာသူ့ရဲ့ helmet မှာပါတဲ့ကင်မရာကနေတစ်ဆင့်မိသားစုကိုနှုတ်ဆက်ချင်တာကြောင့်ဌာနမှူးကနေတမရာကြီးထံအကူအညီတောင်းပါတော့တယ်ဂျယ်ဟော့ရဲ့အမေကလည်းဒါဖြစ်သူပါတေမဲ့လမ်းကိုရွေးတော့တာမှန်းသိတော့ရင်ကွဲမသက်ခံစားနေရပါတယ်အဲ့ဒီချိန်ဂျယ်ဟော့ဟာ TV မှာပါလာတယ်ဆိုရက်ရုံးကျူပဲစကားတန်ကြောင့်ကားပေါ်ရှိ TV ရှိရာရှိအမြန်ပြေးသွားပါတော့တယ်ဂျယ်ဟော့ဟာကင်မရာကိုကြည့်ကအမေဖြစ်သူကိုဒီကိုမပြောဘဲလာမိတာကိုလောကကြီးကအရင်ထွက်သွားတာရောကြောင့်တောင်းပန်နေပါတော့တယ်မကြီးဖြစ်သူကိုလည်းအကိုမရှိတော့တာတော့ဗီသားစုပေါ်ကောင်းမေးလို့ကျေးဇူးတင်ကြောင်းလည်းပြောနေပါတယ်သူ့ချစ်သူယွန်းကျူကိုလည်းဂရိမတိမီလို့တောင်းပန်ကြောင်းနဲ့တင်ရင်တော့ယွန်းကျူလက်ပေါ်မှာပဲတည်ကျင်တာဖြစ်ကြောင်းပြောခါစိတ်မဆိုးမှားနေပါတယ်အစာပိုင်းမှာသူ့ရဲကောင်းတစ်ယောက်လိုစကားတွေပြောနေပေမဲ့နောက်ဆုံးမိနစ်ပိုင်းကိုရောက်တဲ့အချိန်မှာတော့တာမန်အသက်20ကျော်လူငယ်လေးတစ်ယောက်လိုအားလုံးကိုကောင်းကောင်းဆက်ဆက်ခြင်းပြီးကောင်းကောင်းနေခြင်းပေမဲ့ဘာလို့ဒါလေးတော့မဖြစ်နိုင်ရလဲဟုကလေးတစ်ယောက်လိုကြောက်လန့်တကြားငိုကြွေးပါတော့တယ်အမေဒါအရန်ကြောက်တယ်ဒါမသေးခြင်းသေးဘူးအမေတို့ကိုလွမ်းတယ်လို့ငိုပြီးအော်ဟစ်နေတဲ့ဂျယ်ဟော့ရဲ့နောက်ဆုံးစကားလုံးတွေကသူ့ရဲ့မိသားစုတာမကပဲကိုရီးယားတနိုင်ငံလုံးကိုပါရင်ခွဲမသက်စိုးနှင်းစေခဲ့ပါတယ်ဂျယ်ဟော့ဟာမျက်ရည်တွေရားကနေသူဒီလိုဖြစ်ချင်တာမဟုတ်ကြောင်းသူအရှုံးသမားမဟုတ်ကြောင်းဒီလိုပုံစံနဲ့တည်ရတာကိုနောင်တမရချင်တာကြောင့်သူ့ကိုတတိယပြပါဦးဆိုကကြီးမားတဲ့ပောက်ကွဲမှုနဲ့အတူတိုးလောင်ကန်ကိုပိတ်ဆို့ကတိုင်းပြည်နဲ့မိသားစုကိုကယ်တင်ပြီးနောက်ထပ်လူကောင်းတစ်ယောက်ဟာလောကကြီးကနေနှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီဒီစကားဟာအာနာပိုင်တွေရဲ့လောဘနဲ့ပေါ့ဆမှုကြောင့်တာမန်ပြည်သူတွေဘလောက်ထိပေးဆက်ရလဲဆိုတော့ပြက်ပြက်သားသားတေးဥဖော်ထားပါတယ်ပန်တိုရာတစ်တာပွင့်သွားပြီးကတ်ဆိုးတွေကြုံရတဲ့အခါနောက်ဆုံးကြံရစ်တဲ့မျောလင်းချက်ဆိုတာဟာအစိုးရမဟုတ်ပဲတာမန်လူသားတွေရဲ့ချစ်ချင်းမြတ်တာနဲ့စွန့်လွတ်အနစ်နာခံမှုပဲဖြစ်ပါတယ်ဆိုတော့ပြသရင်ဇလန်းလေးရလည်းပြီးဆုံးသွားခဲ့ပါပြီအဆောင်ထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ